ချမ်းသာဒုက္ခကိုလမ်းညွှန်မှုပြပြီးအကျိုးစီးပွားကိုရစေတဲ့အကြောင်းတရားတွေကိုစီးပူအထုတ်ခြင်းဖြင့်ချမ်းသာဒုက္ခကိုရစေနိုင်တယ်။မှန်ကန်တဲ့နိလန်းတွေကိုဆုံးမဟောကြားတာဖြစ်တယ်။သို့သောလောကလူတွေယုံကြည်နေကြတဲ့ဘုရားဆိုတဲ့ပုဂ္ဂိုလ်တွေလို့ဆုတော်လက်တော်ပေးပြီးတော့မှားတာမျိုးမဟုတ်ဘူး။များသောအားဖြင့်လူသားတွေဟာဘုရားထံမှာဆုပန်ပြီးတော့ရတယ်ဆိုတဲ့ပုံမှာအထင်ရောက်ရှိပြီးတော့နေကြတယ်။တကယ်ကတော့လိုချင်တာဆုပန်နေုံနဲ့ဘာတစ်ခုမှရမှာမဟုတ်ဘူး။ကိုအားကိုကြိုးစားအထုတ်ခြင်းဖြင့်သာလေရနိုင်တယ်ဆိုတာလက်တွေ့ဘဝမှာလူတိုင်းသိကြတာပဲ။ဘာပဲဖြစ်ဖြစ်ပညာတတ်အောင်လဲကိုယ်တိုင်ကြိုးစားစီးပွားဥစ္စာလဲကိုယ်တိုင်ရှာကြရတာဖြစ်တယ်။သို့သောလောကလူတွေကညှို့လင်းချက်ကြီးစွာနဲ့တစ်စုံတစ်ယောက်ကကိုယ်ကိုမဆာလိမ့်မယ်လို့ထင်ရောက်ပြီးအာကိုနေကြတာတော့ခဏထီအောင်ရှိနေကြတော့တကယ်ကတော့အာကိုခံရတဲ့ပုဂ္ဂိုလ်ရဲ့ကုညီဆောင်ရှောက်မှုဆိုတာဟာအကြံဉာဏ်ပေးခြင်းလိုအပ်တဲ့အချက်လေးတွေကိုကုညီပေးခြင်းမျှတာလည်းဖြစ်တယ်။ဒီတဲ့ပို့ပြီးမလုံးနိုင်ပါဘူး။မိဘတွေကသားသမီးကိုချစ်လို့ကိုယ်သားသမီးကိုချီးပွားတိုးတက်စေချင်လို့ရှိရင်မိဘတွေကဘာလို့ရလဲဆိုရင်သားသမီးပညာတတ်ဖို့အတွက်ကျောင်းကောင်းကောင်းထားပေးမယ်ဆရာကောင်းကောင်းထံအနံ့ပေးမယ်ကုန်ကြစိတ်တွေများစွာကုန်ကြခံပြီးတော့စီစဉ်ပေးကြတယ်ဒါလက်တွေ့ပဲလေမလို့ရမယ်ဆိုရင်ကိုသားသမီးဘယ်နိုင်ငံရခြားတွေပို့ပြီးတော့ဆင်းရဲဒုက္ခခံစေမလဲအုံဖွားဆိုမှန်းလိုက်တာနဲ့ပညာတတ်ကြီးဖြစ်တော့မှာပေါ့စီပါဥစ္စာတိုးတက်ဖို့သူခြေတော်နဲ့သူရပ်နိုင်ဖို့အတွက်ပညာသင်ကြားပေးကြထိုပညာကိုအသုံးချပြီးတော့လူတွေဟာကြီးပွားတိုးတက်လာကြတာသာဖြစ်တယ်သို့သောခဏထီအောင်အများစုကမလိတ်နိုးနိုးနဲ့ယူကျိုးကိုးကွယ်နေကြတော့မယ်ဘုရားဘာသာရေးကိုးကွယ်တဲ့မြတ်စွာဘုရားကတရားဝါရီရဲ့အကျိုးကိုဆောင်ရွက်တယ်ဆိုတာမှားတဲ့အနေနဲ့ဆောင်ရွက်တာမဟုတ်ဘူးဆိုလိုတာကမှားတယ်ဆိုတာတကိုးနဲ့မှားတာမဟုတ်ဘူးအသိပညာပေးတာပဲဖြစ်တယ်ဟိတနဲ့ဒုက္ခစာပေကျမ်းမှာအတိလင်းဖော်ပြတာရှိတယ်ဟိတေပဝတ္တနေနအဟိတာသနိဝတ္တနေနတတ္တနံပယံဟိန္တတိတိဗုဒ္ဓောဘုရားမြတ်စွာဟာတရားဝါရီပေါ်မှာဖြစ်ပေါ်နေတဲ့အခက်ခဲဆင်းရဲဒုက္ခဟုသမျှကိုဘာနဲ့ဖယ်ရှင်းပေးသလဲလို့ဆိုရင်ဟိတေပဝတ္တနေနကောင်းကျိုးချမ်းသာတွေကိုဖြစ်ပွားစေနိုင်တဲ့ကုသိုလ်တရားတွေလိုက်နာဆောင်ရွက်ရမယ့်လမ်းကြောင်းတွေလမ်းစဉ်တွေကိုဟောကြားဆုံးမပေးခြင်းဖြင့်တရားဝါရီရဲ့အခက်ခဲကိုကျော်လွှားစေတာပဲဖြစ်တယ်မကောင်းတဲ့လမ်းကြောင်းကရှောင်ရှားစေခြင်းဖြင့်တရားဝါရီရဲ့အခက်ခဲကိုရှောင်လွှဲပြီတကူတော်ဖြင့်မားစာခြင်းလို့မပါဘူးနော်သို့သောလောကလူတွေကခဏထီအောင်တကူတော်နဲ့မားစာတာတို့ဒါကိုခံရင်းနေကြတော့မှရှိတယ်ဒါလူတဘာဝအဲ့ဒီလိုဖြစ်အသိဉာဏ်နဲ့စဉ်းကျင်စဉ်းစားကြည့်မယ်ဆိုရင်မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေကိုကြည့်လောကကြီးမှာတကယ်ဖြစ်ပြနေတဲ့အရာမျိုးကိုသာလေမြတ်စွာဘုရားဆောင်ရွက်တာဖြစ်တယ်ဒါကြောင့်ဓမ္မပဒဒေသနာဟာတမန်အဖြစ်ကြည့်မယ်ဆိုရင်ဘာသာတရားလို့ပြောရမှာတဲ့အဆုံးအမဒီကုန်းလမ်းပြပြောမယ်ဆိုရင်တကယ်ဖီလိုဆိုဖီလက်တွေ့ကျင့်သုံးလို့ရတဲ့ဤစနစ်တွေဒါတွေကိုဟောပေးတာပဲဖြစ်တယ်ပေါ့ဖီလိုဆိုဖီဆိုတာအတွေးခေါ်တသက်မြတာဖြစ်တယ်တကယ်တော့လက်တွေ့လုပ်လို့ရတဲ့ဟာတွေမဟုတ်တချို့ဟာကြတော့လက်တွေ့ကြလှုပ်ဆောင်နိုင်တဲ့ပညာရက်တွေကိုမြတ်စွာဘုရားဆုံးမဟောကြားပေးတာဖြစ်တယ်
ချမ်းသာကြွယ်ဝခြင်းဘာလို့ရမလဲစီးပွားဥစ္စာတိုးတက်ခြင်းဘာလို့ရမလဲဘဝတန်တရားမှာအခက်ခဲတွေကျော်လွှားပြီးကောင်းစားခြင်းဘာတွေလုပ်ရမလဲဆိုတာကိုလမ်းညွှန်ပြတာပဲတကယ်လက်တွေ့လောကမှာလည်းပဲမွေးလာကြတဲ့လူတွေဟာပညာသင်နေကြတာဒါတွေအတွက်သင်နေတာပဲမဟုတ်လားပညာတတ်သွားပြီဆိုရင်ထိုပညာရဲ့အကျိုးကျေးဇူးကိုအားကိုးပြီးလှုပ်သွားကြလို့ထိတ်တန်းရောက်သွားကြတာသို့တော့အကိုယုံကြည်မှုတွေနဲ့တစ်ဖက်ကနေပြီးတော့လူတွေဟာလွဲမှားတဲ့ယုံကြည်ချက်တွေကတော့ရှိနေတော့မှဖြစ်တယ်ပေါ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာဘာသာတရားလို့ဆိုရတဲ့လက်တွေ့ကျတဲ့အဆုံးအမနိလန်းညွန်ပြဆုံးမတဲ့အချက်တွေသာဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားရဲ့တရားတော်တွေကနိဗ္ဗာန်ရောက်ကြောင်းတရားကြီးမဟုတ်ဘူးဘဝမှာဘယ်လိုနေထိုင်ရမယ် way of life ဘဝမှာဘယ်လိုနေရမယ်ဘယ်လိုနေရင်ကြီးပွားနိုင်တယ်နော် way of accomplishment ကြီးပွားတိုးတက်တဲ့လမ်းနည်းတွေကိုရှင်းပြတာပဲဖြစ်တယ်ဘာသာတရားလို့ဆိုတဲ့ဟာတွေကကိုးကွယ်ယုံတတ်တတ်ပဲဖြစ်တယ်ကိုးကွယ်တဲ့ဆုတောင်းတဲ့ဆုပန်းမြတ်စွာဘုရားရဲ့အဆုံးအမမှာဆုတောင်းဆုပန်းနေတာမျိုးအပေးတာမျိုးမဟုတ်ဘူးသို့တော်လူတွေကတော့အကျင့်ကြီးပါနေတော့ဒါလုံနေကြတာပဲဖြစ်တယ်ပေါ့ဆုတောင်းတဲ့ဆုပန်းတဲ့ဆိုတာကိုယ့်ရဲ့ intention ကိုဖော်ပြတာသာဖြစ်တယ်ဆုပန်းလို့ရကြတာမဟုတ်ဘူးအလုံးလို့ရကြတာသာဖြစ်တယ်ကိုယ်ကိုယ်တိုင်ကြိုးစားအထောက်လို့ရတာသာဖြစ်တယ်အဲ့ဒါကိုမလွဲမသွေမှတ်သားချရမှာဖြစ်တယ်ဆုပန်လို့ရရင်မြတ်စွာဘုရားကိုယ်တိုင်ကဒေသနာတော်ဘုရားမှာဟောထားတာနော်တစုံတစ်ခုဖြစ်ချင်တယ်ဆိုလို့ရှိရင်ဆုတောင်းမနေနဲ့ဆုတောင်းနေလို့ဘာမှမရဘူးတဲ့ထိုအနေအထားမျိုးကိုရောက်စေတဲ့လမ်းကြောင်းအတိုင်းဆောင်ရွက်ပါလို့မြတ်စွာဘုရားရှင်းရှင်းလေးဥပမာပြောထားတယ်မင်းဟိုဘက်ကမ်းကိုရောက်ချင်သလားမြစ်တစ်ဖက်ကမ်းမှာရပ်ပြီးဟိုဘက်ကမ်းကိုရောက်ချင်သလားငါဟိုဘက်ကမ်းကိုရောက်ပြရစေလို့မင်းဆုတောင်းနေတနေ့ကုန်ထိုင်ဆုတောင်းဟိုဘက်ကမ်းမရောက်ဘူးလှေရှာသင်္ဘောရှာဟိုဘက်ကမ်းခုဘာမှမပိုင်လက်ပြကူဒါပဲရှိတယ်အဲ့ဒါရောက်တော့မှသိချတယ်မြတ်စွာဘုရားအဲ့ဒီလိုဆုံးမတာလေနော်အဲ့တော့လက်တွေ့ကြကြလုပ်ရမယ်ဆိုတာတွေကိုဆုံးမတော့လက်တွေ့ကြကြလို့ဆိုတဲ့တဲ့မယ်တခြားဘာသာတရားတွေနဲ့ရောထွေးပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေကိုနောင်ဘဝအတွက်သာအသုံးချရမလို့ဆိုတာမှားယွင်းနေချက်ပဲဖြစ်တယ်နိဗ္ဗာန်ရောက်ကြောင်းတစ်မျိုးသာရှိတယ်လောကစီးပွားရေးနဲ့ဘာမှမဆိုင်ဘူးလောကီကြီးပွားရေးကိုဟောတာမဟုတ်ဘူးလို့ထင်လို့ရှိရင်လည်းလုံးဝလွယ်မှားနေတယ်မြတ်စွာဘုရားဟာတရားရည်ရဲ့အကျိုးစီးပွားကိုလိုလားလို့မှန်ကန်တဲ့နိလန်းတွေကိုဖော်ပြပြီးဒုက္ခကိုရစေတာဖြစ်တယ်ဒါမို့ဟိတနဲ့ဒုက္ခဆိုတာနှမျိုးတွဲဖက်ထားတာဟိတလုံးမှဒုက္ခဟိတဆိုတာဘာတော့ condition အခြေအနေကောင်းတစ်ခုဖန်တီးရအဲ့ဒီအခြေအနေကောင်းတစ်ခုဆိုတာဘာလဲပြောမယ်ဆိုရင်သာသမီတူအခြေအနေကောင်းဆိုတာမိဘပြောတဲ့စကားနားထောင်တယ်လိမ္မာတယ်လူကြီးသူမတွေစကားနားထောင်တယ်စာကြိုးစားတယ်နေထိုင်ကောင်းတယ်ဆိုတာကျောင်းမှန်တက်တယ်ပညာကြိုးစားတယ်ဒါကောင်းတဲ့အခြေအနေတွေပဲအဲ့ဒီအခြေအနေတွေကောင်းမှသူ့ရဲ့အောင်မြင်ကြီးပွားမှုဒုက္ခဆိုတာရမှာဒါမလွဲမသွေမှန်ကန်တဲ့လမ်းကြောင်းမြတ်စွာဘုရားကလည်းဒါကိုဟောတာစာပေကျမ်းမှာကြည့်လိုက်မယ်ဆိုရင်ဘုရားပွင့်လာတဲ့ဆိုတာဘဟုဇနဟိတာယဘဟုဇနဒုက္ခယအများအကျိုးစီးပွားဖြစ်ထွန်းဖို့နဲ့အများချမ်းသာဖို့အကျိုးစီးပွားလို့ဆိုတာအကျိုးတရားကိုပြောတာမဟုတ်ဘူးအကျိုးတရားတွေဖြစ်ပွားဖို့ရအကြောင်းကိုလုပ်ရမှာဖြစ်တယ်ပေါ့တိုင်းပြည်တစ်ပြည်မှာစီးပွားရှာလို့ကောင်းနေတယ်ဆိုတာဟိတစိုက်ပျိုးမွေးမြူရေးစိုက်ပျိုးရေးလုပ်တဲ့ပုဂ္ဂိုလ်တွေဟာမိုးလေဝသမှန်ကန်ပြီးတော့ကိုလိုအပ်တဲ့ရေတွေရတယ်မြေနေထားတွေရှိတယ်ရာသီဥတုကောင်းတယ်ဆိုတာတွေဟာဟိတအဲ့ဒီဟိတပေါ်မှာအခြေခံပြီးတော့မှစီးပွားအောင်မြင်မှုဆိုတဲ့ဒုက္ခကိုရမှာဖြစ်တယ်
မိုးလေဝသကမမှန်ဘူးမြေကောင်းရေကောင်းမရှိဘူးဆိုရင်စိုက်ပျိုးရေးလုပ်ဖို့အခြေအနေမကောင်းဘူးသူတို့ပဲပြောရမယ်ခြေနေကောင်းဆိုတာအဲ့ဒါကိုဆိုလို့နော်ခြေနေကောင်းဆိုတာခြေနေကောင်းမှဒုက္ခဆိုတာရအဲ့တော့မြတ်စွာဘုရားကအခြေအနေကောင်းတစ်ခုဖန်တီးပေးတာအခြေအနေကောင်းဖန်တီးတဲ့ပုံမှာအသုံးချပြီးတော့ဒုက္ခဆိုတဲ့ချမ်းသာကိုရကြတာလို့သူတို့ဆိုလို့တယ်ပေါ့နော်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေဟာလူဘဝမှာစီးပွားရှာကျင်နာလားကြော်ကြားကျင်နာလားအောင်မြင်ကျင်နာလားကျမ်းမာကျင်နာလားအသက်ရှည်ကျင်နာလားဘဝမှာဘာပဲလူချင်းတဲ့နိလန်းတွေရအောင်လုပ်နိုင်တဲ့နိလန်းတွေကိုဟောပြောဆုံးမတာပဲဖြစ်တယ်ပေါ့နော်တကယ်ရစေနိုင်တဲ့နိလန်းတွေကိုမြတ်စွာဘုရားဆုံးမတယ်အဲ့ဒါလို့မဟုတ်ဘူးတန်ត្រာကြီးထဲမှာမနေချင်တော့ဘူးအိုခြင်းနာခြင်းသိခြင်းဆိုတဲ့ဒုက္ခတွေမခံချင်တော့ဘူးနိဗ္ဗာန်ကိုဘယ်တော့မှမဝရမနာရတဲ့အနေအထားမျိုးရောက်ချင်တယ်ဆိုရင်လည်းအဲ့ဒီလမ်းကိုညွှန်ပြတယ်အဲ့ဒါနောက်ဆုံးမှညွှန်ပြတယ်နော်နောက်ဆုံးမှညွှန်ပြတော့ဆိုကိုကလောကမှာကြီးပွားခြင်းတယ်တိုးတက်ခြင်းတယ်ဘာလုပ်ရမလဲအဲ့ဒါကိုလည်းမြတ်စွာဘုရားအခြေခံအဖြစ်ညွှန်ပြတာဒါကြောင့်မြတ်စွာဘုရားရဲ့တရားတော်တွေဟာအဆုံးအမတရားတွေသာဖြစ်တယ်လက်တွေ့ကြလိုက်နာကျင့်သုံးနိုင်တဲ့တရားဓမ္မပဒဒေသနာတော်မှာလက်တွေ့ဘဝတစ်ခုကိုအကြောင်းပြုပြီးတော့သီဝရီထုတ်တာပဲဖြစ်တယ်ဆို statement ပေါ့အခုလိုပြောရင်အဆိုပြုတဲ့စကားတစ်ခုလောကမှာဒီနိတိဆိုတာလို့လမ်းညွှန်ချက်တစ်ခုကိုပေးလိုက်တာဘာလို့ရင်ဘာဖြစ်တယ်ဆိုတဲ့ guideline သို့မဟုတ် proverb ဆိုရိုးတစ်ခုပြုလိုက်တာပဲဖြစ်တယ်ဆိုပါစို့ဥပမာတစ်ခုပြောမယ်ဆိုရင်ကြိုးစားကဖျားဖြစ်တယ်ဆိုတဲ့စကားကြိုးစားဖို့ပြောတာနော်ကြိုးစားဖို့ရည်ညွှန်း Rolling stone get that no more ဆိုတာအေးမင်းအလုပ်တွေခဏခဏပြောင်းမယ်ဆိုလို့ရှိရင်ဘာမှဖတ်တယ်မှာမဟုတ်ဘူးဆိုတဲ့စကားပြောတာ no pain no gain မင်းအနာမခံလို့ရှိရင်အသာဆိုင်ရမှာမဟုတ်ဘူးဒါတွေအတိဝတိတွေအဲ့လိုလမ်းညွှန်ချက်တွေမြတ်စွာဘုရားဆုံးမမှာလဲအဲ့တိုင်အဲ့လိုထိတဲ့ပို့ပြီးတော့မြတ်စွာဘုရားဆုံးမနိုင်တာတော့နိဗ္ဗာန်ရဲ့အကြောင်းတရားထိအောင်ဆုံးမတယ်လို့သူတို့ဆိုလို့တယ်သို့တော့အများစုကဘုရားတရားတော်တွေကလောကုတ္တရာတွေတို့နဲ့မဆိုင်ဘူးဆိုပြီးမျက်ွယ်ပြုတ်ထကြတယ်ပေါ့နော်ကဘာမှာကြည့်လိုက်မယ်ဆိုရင်မြတ်စွာဘုရားတရားတော်ဟာလောကုတ္တရာတရားကြီးပဲမဟုတ်ဘူးမျက်မှောက်ဘဝမှာကောင်းကျိုးချမ်းသာရစေနိုင်တဲ့နိလန်းတွေဟောတယ်ဒီဘဝတည်းဆိုရင်မပြည့်စုံသေးဘူးဒီဘဝမှာဘယ်သူမှအမြဲမနေရဘူးနော်ဒီဘဝအဆုံးသတ်သွားလို့ရှိရင်နောက်ဘဝအတွက်စိတ်ချစေရမယ်ကိုချင်းတရားတွေကိုဟောတယ်ဤဘဝနောက်ဘဝဒီလိုကြီးပဲသွားနေရမှာလားဆိုဘဝဆိုတာကိုမလိုချင်ဘူးဆိုလို့ရှိရင်လေ exit ဆိုဘဝကထွက်လန်းကိုပေးထားတယ်ဟောပြည့်စုံတယ်နော်တချို့ဘာသာတရားဒီဘဝကောင်းစားရေးတော့လမ်းညွှန်ခြင်းလမ်းညွှန်မယ်နောက်ဘဝကောင်းစားရေးကြတော့ကောင်းကင်ဘုံပဲရှိတယ်နော်ကောင်းကင်ဘုံတစ်ခုပဲပြောတယ်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်မှာဒီဘဝလည်းကောင်းစားမယ်နောက်ဘဝဆိုတာနောက်ဘဝပေါင်းမြောက်များစွာအတွက်လည်းကောင်းကျိုးချမ်းသာရမယ်ဘဝတွေကိုယုံမုန်းပြီးမလိုချင်တော့ဘူးဆိုရင်လည်းပဲဘဝကထွက်မြောက်ကြောင်းလမ်းစဉ်ကိုဟောပြောဆုံးမပေးတာပဲဖြစ်တယ်အဲ့တော့ဆုတောင်းဆုယူဆိုတဲ့ဘာသာတရားမျိုးမဟုတ်ဘဲနဲ့လက်တွေ့ကျင့်သုံးလိုက်နိုင်ရမယ်အဆုံးအမတရားလို့အဲ့တော့မြတ်စွာဘုရားတရားတော်တွေဟာလောကီဘက်ကပဲရှုထောင့်ကပဲကြည့်လောကုတ္တရာရှုထောင့်ကပဲကြည့်မှန်နေတယ်အကုန်လုံးကဲဒီနေ့ဓမ္မပဒဒေသနာမှာဓမ္မရတနဲ့ဘဝသင်္ကန်းစာများဆိုတာလေးကိုကြည့်လောကီဘက်မှာလည်းဘာကိုရည်ညွှန်းတယ်လဲလောကုတ္တရာဘက်ကဘာကိုရည်ညွှန်းတယ်လဲဆိုတာကြည့်ရအပိုင်း15မှာမှတ်သားရမယ်မြတ်ဗုဒ္ဓရဲ့ဓမ္မပဒဒေသနာမှာဘာပြောလဲဆိုအပမဒောအမတပဒံပမာဒောမစ္ဆုနောပဒံတမန်ပြောလိုက်ရင်ဒါလေးကရှင်းရှင်းလေးပဲเนาะအပမာရဆိုတာမင်းအခြေအနေတစ်ခုပေါ်မှာရစ်မှုမေးလျော့နေမဲ့ဆိုလို့ရှိရင်
ပမာဒရစ်မှုမေ့လျော့မယ်ဆိုရင်ဆင်းရဲဒုက္ခကလွတ်ကြောင်းမရှိလို့မင်းအဖန်မှန်ဒုက္ခရောက်ခြင်းရဲ့အကြောင်းဆိုပါစို့အဖန်မှန်သိရခြင်းရဲ့အကြောင်းတစ်ခုဖြစ်နေတန်တရားတွေကဘယ်တော့မှထွက်နိုင်မှာမဟုတ်ဘူးဒါတစ်ခုလောကုတ္တရာဘက်ကကြည့်လို့ရှိအပမဒောအမတပရံဘဝတစ်ခုမှာအခြေအနေတစ်ခုပေါ်မှာရစ်မှုမေ့လျော့မနေပဲနဲ့ကြိုးစားအထုတ်ခြင်းဟာအမတပဒဘယ်တော့မှမတည်တဲ့မတည်ရာအဆင့်ကိုရောက်ဖို့ရအတွက်လုံလောက်တဲ့အကြောင်းတရားဖြစ်တယ်အဲ့တော့ဒီဒေသနာတော်ဟာတမန်အပြင်ကြည့်မယ်ဆိုရင်အပမာဒဆိုတဲ့ mindfulness ပေါ့နော်ကိုယ်အလုပ်ပေါ်မှာအာယုံစိုက်ပြီးတော့ရရှိထားတဲ့အခြေအနေတစ်ခုပေါ်မှာရစ်မှုမနေပဲနဲ့တတိနဲ့ကြိုးစားအထုတ်နေရမယ်အဲ့ဒါလိုကြိုးစားအထုတ်ဆွဲဆွဲမြဲမြဲလုပ်နေခြင်းဟာအမတပဒနောက်ဆုံးအမြင့်ဆုံးအဆင့်ဟာဘယ်တော့မှမသိရတဲ့နေရာမျိုးထိအောင်ရောက်သွားနိုင်တယ်အဲ့ဒါလိုမဟုတ်ဘဲနဲ့စัจကျင်မဲ့ပမာဒခြေနေတစ်ခုပေါ်မှာရည်မှုနေလို့ရှိရင်ဖန်တယ်လဲသိခြင်းရဲ့အကြောင်းဖြစ်တယ်ဒါအမြင့်ဆုံးအဓိပ္ပာယ်ကိုပြောတာကဲအခြေခံအဓိပ္ပာယ်တစ်ခုစဉ်းစားကြည့်အပမာဒမင်းလက်ရှိလုပ်နေတဲ့အပေါ်မှာရစ်မှုမနေပဲနဲ့တတိရှိရှိနဲ့ကြိုးစားအထုတ်မယ်ဆိုရင်အမတပဒမင်းရဲ့ဂုဏ်သိက္ခာဟာဘယ်တော့မှကြာဆုံးသွားမှာမဟုတ်ဘူးအမြဲတမ်းရှင်သန်နေမှာပဲလို့ဒီလိုဆိုလို့လူဘဝတချို့ကလူမသေးခင်သေသွားတယ်လေဂုဏ်သိက္ခာတွေဂုဏ်သိက္ခာတွေကြာဆုံးပြီးသေသွားတယ်အဲ့ဒါမေ့လျော့သွားတယ်မမေ့လျော့ဘူးဆိုရင်မင်းဘယ်တော့မှမသေဘူးလောကကြီးတဲ့ကမင်းသေမှာမဟုတ်ဘူးပျောက်ကွယ်သေတယ်ဆိုတော့ပျောက်ကွယ်သွားဆိုပါစို့မြန်မာလူမျိုးတွေရဲ့ယင်ထဲမှာအနောယထမင်းဆိုတာရှိတယ်ကျန်စစ်သားဆိုတာရှိတယ်နော်ဘရင်နောင်အလောင်းဖရာတို့ရှိနေကြအဲ့ဒီလူတွေဟာအကြောင်းမဲ့ရှိလာတာမဟုတ်ဘူးသူတို့ကြိုးစားအထုတ်ခဲ့တာအဲ့ဒီလိုမမေ့မလျော့ကြိုးစားအထုတ်တဲ့ပုဂ္ဂိုလ်ဟာလူသေးတော်လဲနာမည်မသေးဘူးဒါမှမဟုတ်အမတပဒလို့ဒီအဓိပ္ပာယ်ကိုယူလို့လည်းရတယ်ပေါ့နော်ဂုဏ်သိက္ခာအဖြစ်နဲ့သိဆုံးသွားမှာမဟုတ်ဘူးဘယ်တော့မှမသိဆုံးဘူးဘယ်တော့မှမကြဆုံးဘူးလို့ဒီလိုဆိုလို့တယ်မမှန်ကန်ကန်နဲ့တတိရှိရှိနဲ့ဆွဲဆွဲမြဲမြဲကောင်းတဲ့အလုပ်တွေကိုလုပ်သွားတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှလောကကြီးကပျောက်ကွယ်ပြီးတော့သူ့နာမည်ဟာတိမ်မြုပ်သွားမှာမဟုတ်ဘူးလို့အမတပဒဒီလိုအဓိပ္ပာယ်မျိုးလေးရပမာရောမစ္ဆုနောပရံမိမိလျော့ရော့လှုပ်ချင်လှုပ်ပြီးတော့နော်ရစ်မှုနေတဲ့ပုဂ္ဂိုလ်ကတော့မကြခင်ပဲလူကမသေးခင်နာမည်ပျောက်သွားတယ်လူမသေးခင်နာမည်ပျောက်သွားလူလည်းသေသွားရောဘယ်သူမှအသိမှမပြုတဲ့အနေအထားမျိုးရောက်သွားဘယ်သူမှမသိတော့သေသောသူကြာရင်မေ့ဆိုတာအဲ့ထက်ပါသွားပြီကိုဂုဏ်ပြုခံရတဲ့ပုဂ္ဂိုလ်မျိုးမဖြစ်ဘူးလို့လောကမှာဂုဏ်ပြုခံရတဲ့ပုဂ္ဂိုလ်တွေဟာအပမာဒဆိုတဲ့မမေ့မလျော့ကြိုးစားအထုတ်တဲ့ပုဂ္ဂိုလ်တွေကြီးပဲနော်မေ့မေ့လျော့ရော့နေတဲ့ပုဂ္ဂိုလ်ဟာမကြခင်မဲ့လောကကြီးကပျောက်ကွယ်သွားတယ်အပျောက်ကွယ်တာဟာမစ္ဆုနောပဲနော်နာမည်သေဆုံးသွားတယ်ဂုဏ်သိက္ခာသေဆုံးသွားတယ်အဲ့ဒီအဓိပ္ပာယ်မျိုးကိုမြတ်စွာဘုရားရှင်းလင်းဟောကြားတာပဲအဲ့တော့အပမာဒဆိုတဲ့တရားဘာတုံးလို့ဆိုလို့ရှိရင်မမေ့မလျော့ဘူးဆိုတာအရာရာမှာတတိနဲ့လုပ်တယ်တတိနဲ့သွားတယ်တတိနဲ့စားတယ်ကိုယ်လက်ရှိနေတဲ့အရေးချင်းတစ်ခုကိုအမြဲတမ်းကိုဆင်ញင်သုံးသပ်နေတယ်အပမာဒဆိုတာအခြေခံလေးတစ်ခုပြောလိုက်တာတတိရှိနေရင်နောက်ကပါလာတော့ဆိုပညာလာတယ်တတိနဲ့တမ္ပစဉ္ညာဒီကနေ့ခေတ်မှာတတိအရေးကြီးတာကိုနိုင်ငံရခြားလူတွေကသဘောပေါက်တယ်သို့တော်ဘုရားဘာသာတရားတော်လို့သူတို့မပြောချင်တဲ့အခါ mindfulness လေ့ကျင့်ခန်းဆိုပြီးလုပ်နေကြတာနော်ဒါတတိလေ့ကျင့်ခန်းပဲအပမာဒ mindfulness based stress reduction ဆိုတာ MBSR လို့အမေရိကန်နိုင်ငံမှာဘယ်သူတီထွင်တယ်လဲဆိုရင်တော့ဘယ်သူတီထွင်တယ်ဆိုတာတော့သိချာမသိပေမဲ့လို့ဗမာပြည်မှာလာရောက်ပြီးတရားထိုင်သွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်နော် mindfulness လေ့ကျင့်ခန်း
မှာမြတ်စွာဘုရားဟောတော်မူတဲ့တတိပဋ္ဌာန်တရားတော်ပဲတတိနဲ့တမ္ပစညသူတို့က MBSR ဆိုတာ MB ဆိုတာ M ဆိုတာ mindfulness B က based stress reduction လောကလူတွေဟာကြီးပွားချမ်းသာခြင်းနဲ့ဆန္ဒတွေပြင်းထန်ကြတယ်ကြိုးစားကြတယ်အောင်မြင်သူရှိတယ်မအောင်မြင်သူရှိတယ်မအောင်မြင်တဲ့ပုဂ္ဂိုလ်တွေကစိတ်ဖိစီးမှုဆိုတဲ့ stress တွေဖြစ်လာကြတယ် depression တွေရလာတယ်အဲ့လိုတွေဖြစ်လာအဲ့ဒါမျိုးမဖြစ်ရအောင်လို့သူကဘာလို့ mindfulness လေ့ကျင့်ခန်းလုပ်တယ်နော်တခြားအရာမလုပ်ဘဲနဲ့မြတ်စွာဘုရား mindfulness လေ့ကျင့်ခန်းကိုပြောထားတာကိုလည်းလှုပ်ရှားမှုတွေအားလုံးပေါ်မှာ mindfulness နောက်ဆုံးမှာကိုအဝတ်ပြင်ဝတ်တာအစ mindfulness လို့ပကံခွဲရောက်ကြင်တာစားတာတောက်တာအဲ့ဒီအစနောက်ဆုံးမှာတိတ်တိတ်နေတာအိဋ္ဌာအစပြီး mindfulness ပါတယ်တတိပဋ္ဌာန်သုံးပါးကြည့်မယ်ဆိုလို့ရှိရင်လက်ကွေးခြေဆက်ရှေ့တို့နောက်ငင်လှုပ်တာအစအကုန် mindfulness နဲ့သွားအဲ့ဒါတတိနဲ့တမ္ပစည mindfulness and comprehension လို့ခေါ်တယ်နော်တတိထားတယ်ဆင်ញင်စဉ်းစားတယ်တတိထားခြင်းစဉ်းစားခြင်းဆိုတဲ့ဒီနှစ်ခုနဲ့ပေါင်းစပ်ပြီးတော့အလုံးလုံးနေမယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာကြီးပွားတိုးတက်နိုင်တယ်ဒါကြောင့်မို့အဲ့ဒီလေ့ကျင့်ခန်းကိုငွေချေးတနမြောက်များစွာပေးပြီးတော့ခေါ်လေ့ကျင့်နေကြတယ် mindfulness based stress reduction ဆိုတာသင်တန်းပို့ချတယ်အလကားတက်လို့မရဘူးเนาะအခုဘဝပြေမှာအလကားတက်လို့ရ mindfulness based stress reduction အဲ့ဒီဤစနစ်ဟာတကယ်အကျိုးရှိတယ်ဆိုတာလက်တွေ့အသုံးချတဲ့လူတွေကသိတယ်ဒါမြတ်စွာဘုရားရဲ့ဤစနစ်သူတို့က mindfulness တစ်ခုတည်းတင်လေ့ကျင့်ခိုင်းတယ်မြတ်စွာဘုရားရဲ့အဆုံးအမကြတော့ mindfulness and comprehension နှစ်ခုတွဲသွားရမယ်လို့ဆိုလို့တတိထားရမယ်စဉ်းစားရမယ်တတိထားရမယ်စဉ်းစားရမယ်သူစဉ်းစားမှုကနောက်ကလိုက်နေတယ်အများတတိရှိမှပညာဆိုတာဖြစ်တယ်တတိကင်းတဲ့ပညာဆိုတာမရှိဘူးတဲ့အဲ့ဒါကြောင့်မို့တတိနဲ့ပညာတွဲဖက်တာအဲ့ဒါလို့တွဲဖက်ပြီးတော့သွားမယ်ဆိုလို့ရှိရင်ကိုယ့်ဘဝကိုယ့်အခြေအနေကိုအမြဲတမ်းသိနေတဲ့လူတွေတစုံတစ်ခုမှားယွင်းမှုမလုပ်သည့်အတွက်ကြောင့်အောင်မြင်ကြီးပွားမှုတရဖူဆောင်းနိုင်တယ်ပေါ့ဒီလိုဆွလို့တာနော်အဲ့ဒါကြောင့်မလို့အပမရတရားကိုမြတ်စွာဘုရားအဓိကထားပြီးအပမရောအမတပဋ္ဌာန်မမိမလျော်ကျူးပန်းအထုတ်မှုဟာမသေးခြင်းရဲ့အကြောင်းဖြစ်တယ်မိမိပမာတော်မစ္ဆုနောပဋ္ဌာန်မိမိလျော်ရောနေခြင်းဟာသေရခြင်းရဲ့အကြောင်းဖြစ်တယ်သေဆုံးပျောက်ကွယ်ရခြင်းရဲ့အကြောင်းဖြစ်တယ်ဒီနှစ်ခုပမာရနဲ့အပမရဆွဲမြဲမြဲလှုပ်တာလည်းပဲအပမရထဲမှာပါတယ်နော်ဆွဲမြဲမြဲလှုပ်တာဒါမို့အပမရရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုတဲ့အခါမှာတက္ကိစ္စကာရီတလီတစားလှုပ်တယ်နော်တတတကာရီစင်ဆက်မပြတ်လှုပ်တယ်အဋ္ဌိတကာရီဆွဲမြဲမြဲတီတီခိုင်ခိုင်မာမာလှုပ်တယ်ဆိုတာဒီအကုန်လုံးပေါင်းထားတာနော်မမေ့မနေရဘူးဆိုတာအေးမြတ်စွာဘုရားကဒီဒေသနာတော်မှာအခုလို့ဟောတာအပမတောအမတပဒံပမတောမစ္ဆုနောပဒံအပမတ္တာနမယန္တိပြန်ရှင်းပြတယ်ခုနတော့ကသဘာဝတရားကိုပြောတာအပမတောမမေ့မလျော်မှုဆိုတဲ့အကြောင်းတရားဟာအမတပဒံမသေးပဲနဲ့သာဝရတည်ရှိနေခြင်းရဲ့အကြောင်းဖြစ်တယ်ပမာတော့မေးလျော့နေမှုကတော့မစ္ဆုနောပဒံသေဆုံးပြောက်ွယ်ခြင်းရဲ့အကြောင်းဖြစ်တယ်အပမတ္တာနာမိယန္တိမမေ့မလျော့နေတဲ့ပုဂ္ဂိုလ်တွေဟာဘယ်တော့မှမသေးဘူးလောကကြီးကဘယ်တော့မှပြောင်းမသွားဘူးဒီလိုဆိုလို့တယ်နော်ဘယ်တော့မှသေမသွားဘူးသူတို့ဟာဂုံသိက္ခာအပြင်နဲ့သေသွားတာမဟုတ်ဘူးသူတို့ရဲ့ဂုံသိက္ခာတွေအရေးချင်းတွေရှိနေမှာဖြစ်တယ်ရေပမတ္တာယထာမတာမိလျော့တဲ့ပုဂ္ဂိုလ်တွေကတော့ဘာမှမထူးအသက်ရှင်လျက်သေးနေတာနဲ့တူတယ်လို့မြတ်စွာဘုရားဒီလိုဟောတာအဲ့တော့လောကမှာရှင်လျက်သေးနေသူနဲ့
သေသွားတော့လဲရှင်လျက်ရှိသူဆိုပြီးနှမျိုးခွဲလို့ရသွားနော်အဲ့တော့ကိုယ့်ကိုရှင်လျက်သေသူမဖြစ်စေနဲ့ဒီလိုဆိုလိုတာဘယ်လို့ပဲလို့တလီတစားဆွဲဆွဲမြဲမြဲခိုင်ခိုင်မာမာအသိဉာဏ်ရှိရှိနဲ့ကြိုးစားအထောက်သွားမယ်ဆိုရင်အောင်မြင်မှုကိုရရှိကြမှာဖြစ်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့ကိုယ့်အခြေအနေကိုကိုယ်ဆင်ញင်သုံးသပ်နိုင်စွာမရှိဘူးမေမေလျော်ရောရထားတဲ့အခြေအနေလေးကိုတကယ်ကိုအခြေအနေကောင်းကြီးထင်ပြီးတော့နေလို့ရှိရင်မကြခင်ပျောက်ကွယ်သွားနိုင်တယ်ဒီလိုဆိုလို့တယ်ပေါ့နော်အဲ့တော့ဒီဒေသနာတာမန်မဟုတ်ဘူးဗုဒ္ဓဘာသာမဟုတ်တဲ့အတောကမင်းကြီးကိုဒီကျောရတမဏိကနေပြီးတော့ဖះရဲ့အဆုံးအမတစ်ခုကိုပြောပါဆိုဒါပြောလိုက်တာဒီအဆုံးအမကြားပြီးတော့အတောကဘုရင်ကြီးကဗုဒ္ဓဘာသာဖြစ်သွားတာငကိုယ်တော့ဗုဒ္ဓဘာသာမဟုတ်ဘူးထို့တူပဲမြမသမိုင်းမြမရာဇွဲမှာကြည့်လိုက်လို့ရှင်အနောထဘုရင်ကြီးဟာဘုရားဘာသာစစ်မဖြစ်ခင်အခုလိုပဲရှင်အရဟံစီကအပမာရောအမတပဒံဆိုတဲ့ဒီဒေသနာကိုနာယူလိုက်ရတဲ့အခါမှာဘုရားဘာသာစစ်ဖြစ်သွားတယ်ဒီအဆုံးမရသွားတာမင်းပဲဖြစ်ဖြစ်တိုင်းသူပြည်သားပဲဖြစ်ဖြစ်အရာရှိပဲဖြစ်ဖြစ်ဝန်တန်းပဲဖြစ်ဖြစ်အလုံးဟာအပမာဒလို့ဆိုတဲ့ရှင်ဘုမိတ်ရခြင်းကင်းတဲ့တတိရှိလို့ရှိရင်ကြီးပွားတိုးတက်မှာပဲတတိမရှိဘူးဆိုရင်ကြာဆုံးသွားနိုင်တယ်ဒီလိုဆိုလို့ပဲပေါ့နော်အဲ့တော့ဒီဒေသနာတော်ဟာလောကီကိစ္စမှာလည်းပဲမြတ်စွာဘုရားရဲ့လမ်းညွှန်ဆုံးမမှုဟာလောကီအတွက်လည်းပဲအကျိုးရှိတယ်ဟာမျိုးအဲ့တော့အပမာဒဆိုတဲ့တတိကဘယ်တော့မှပျောက်ကွယ်သေဆုံးသွားခြင်းမရှိဖို့အတွက်အကြောင်းတရားဖြစ်တယ်ပမာဒဆိုတဲ့မေ့လျော့ခြင်းကတော့သေဆုံးပျောက်ကွယ်သွားခြင်းရဲ့အကြောင်းဖြစ်တယ်သေဆုံးပျောက်ကွယ်သွားခြင်းရဲ့အကြောင်းဖြစ်တယ်အပမတ္တာနာမိယန္တိယေပမတ္တာယထာမတ္တာမေ့လျော့မမေ့မလျော့တဲ့ပုဂ္ဂိုလ်တွေဟာသာဝရအသက်ရှင်နေသူတွေဖြစ်ပြီးမေ့လျော့တဲ့ပုဂ္ဂိုလ်တွေဟာအသက်ရှင်နေသေနေသူတွေပဲဖြစ်တယ်ဟောဧဝံဝိသေတတောညတ္တဝါဒီလိုထူးခြားချက်ကိုစဉ်းစားဆင်ခြင်အသိဉာဏ်သက်ဝင်ရမယ်အဲ့ဒီအသိဉာဏ်သက်ဝင်ပြီးတဲ့အခါမှာအပမဒမိပဏိတာအသိပညာရှိတဲ့ပုဂ္ဂိုလ်တွေကဟုတ်တယ်ငါတို့ဟာရမှာရှင်မှုမေ့လျော့နေဖို့မတော်ဘူးတတိရှိနဲ့အသိရှိနဲ့တို့တွေကြိုးစားအထောက်အမှားဆိုပြီးတော့အပမာရဆိုတဲ့တတိနဲ့ပညာတရားပေါ်မှာယက်တိချတယ်ခိုင်မာယက်တိချတယ်ဘာလို့တတိရှိနဲ့သွားနေတယ်ကိုယ်အခြေအနေရကိုယ့်ဘက်ကိုစဉ်းကျင်သုံးသပ်ပြီးတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားနေကြတယ်အဲ့ဒီပုဂ္ဂိုလ်တွေကတိုးတက်သွားတာပဲเนาะအပမဒံမိပဏိတာအပမတိပမောဒန္တိသူတို့ဟာတတိရှိနေရတာကိုပဲသူတို့ဘဝမှာပျော်စရာကြီးလို့ဒီပေါ်မှာပဲမွေးလျော်တယ်ဆိုတော့ဘယ်တော့မှတတိလက်လွတ်ငှက်တောင်ကျွတ်ဘဝမျိုးဘယ်တော့မှမရောက်စေဘူးအမြဲတမ်းတတိရှိပြီးတော့နေကြတယ်အရိယာနံခောစရိရတလောကမှာအစင်းမြင့်ပြီးတော့လူတော်လူကောင်းတွေရဲ့ကိုချင်းတရားတွေပေါ်မှာသူတို့ဟာအခိုင်အမာယက်တည်ပြီးပျော်မွေ့နေကြတာဖြစ်တယ်အပမာရရှိလာပြီဆိုလို့ရှိရင်အပမာရရှိသူနဲ့မရှိသူတို့ရဲ့ထူးခြားချက်ကိုကောင်းကောင်းကြီးသဘောပေါက်တယ်ဘယ်လိုလို့ဆိုတော့မေ့လျော့နေတဲ့ပုဂ္ဂိုလ်တွေဟာတော့အသက်ရှင်နေရဲ့တည်ဆုံးနေသူတွေပဲဂုံအားဖြင့်လဲသူတို့ဟာပေါ်လွင်လာကြတာမဟုတ်ဘူးဂုံသိက္ခာအပြင်လဲထင်ရှားပေါ်လွင်မှုမရှိကြဘူးအပမာရလို့ဆိုတဲ့တတိရှိနဲ့ဆင်ញတုံတရားရှိနဲ့ကျိုးပန်းအထုတ်တဲ့ပုဂ္ဂိုလ်တွေကတော့သေသွားတောင်မှသူတို့နာမည်ကိုဘယ်သူမှမမေ့ကြဘူးသူတို့ဟာသေသွားတောင်အသက်ရှင်နေတဲ့ပုဂ္ဂိုလ်တွေတို့အဲ့ဒီလိုထူးခြားတဲ့အခြေအနေတရားကိုသေးသေးချာချာအလေးနဲ့ထားစဉ်းစားပြီးတော့အပမာရလို့ခေါ်တဲ့ရထားတဲ့အခြေအနေပေါ်မှာရင်မှုမေ့လျော့ခြင်းခင်းပြီးတတိတံစင်ညနဲ့အလုံးလုံးကြမယ်ဆိုလို့ရှိရင်အဲ့ဒီအပမာရတရားပေါ်မှာ
မွေးလျော်ပျော်ပိုက်နှစ်ချိုက်ကြမယ်တကယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေမွေးလျော်တဲ့နေရာမှာအပမရတရားကိုလက်တွေ့ကျင့်သုံးနေကြမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်တွေဟာကြီးပွားတိုးတက်တဲ့ပုဂ္ဂိုလ်ဒါကြောင့်မို့မြတ်စွာဘုရားအပမရောသဗ္ဗတပ္ပတိနံမူလံအပမရဆိုတဲ့တရားဟာအောင်မြင်မှုအလုံးတို့ရဲ့အခြေအမြစ်ဖြစ်တယ်အခြေခံတရားဖြစ်တယ်ဒီလိုဆိုလို့ပဲနော်ဘယ်လိုအောင်မြင်မှုပဲဖြစ်ဖြစ်လောကမှာစီးပွားရေးအောင်မြင်တာပဲဖြစ်ဖြစ်ဂုဏ်သတင်းအောင်မြင်တာပဲဖြစ်ဖြစ်ကိုယ်လုပ်ငန်းတစ်ခုကိုအောင်မြင်သွားစေခြင်းနဲ့ဆိုရင်တတိရှိရှိအတိရှိရှိနဲ့ကြိုးစားအထောက်တာပဲဖြစ်တယ်ဒီနေရာမှာတတိတော့ရှိတယ်အတိပညာမပါဘူးဆိုလည်းမအောင်မြင်နိုင်ဘူးမကြည်ပွားနိုင်ဘူးဒါကြောင့်မို့တတိလည်းရှိရမယ်အတိလည်းရှိရအဲ့ဒီနှစ်ခုပေါင်းစပ်ပြီးတော့အလုံးလုံးပဲဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့ကျက်စားရမွေးလျော်ရမှာသူတို့မွေးလျော်ပြီးအောင်မြင်ချီးပွားမှုကိုရသွားကြမှာဖြစ်တယ်လို့ဟောဒီဒေသနာတော်ရဲ့အဓိပ္ပာယ်ဟာလောကီအဆင့်ကနေပြီးလောကုတ္တရာအဆင့်ထိအောင်အကုန်လုံးယူလို့ရတဲ့အဓိပ္ပာယ်ကြီးကြီးပဲအကုန်လုံးဟောလောကုတ္တရာနည်းနဲ့ပြောမယ်ဆိုလို့ရှိရင်မိမိလျော်ရောနေခြင်းကြောင့်တန်တရားထဲမှာရှိကြမယ်မိလျော်နေသည့်အတွက်ကြောင့်ကုသိုလ်ကောင်းမှုတွေမလုပ်ဖြစ်ဘူးကာမဂုဏ်အာယုန်တွေထဲမှာမမောပြီးတော့ရမဲ့ဇောတွေနဲ့သာနေမယ်ဆိုလို့ရှိရင်ကောင်းတဲ့အလုပ်ကိုမလုပ်ဖြစ်ဘူးမကောင်းတဲ့အလုပ်တွေကိုပြောသလိုနေပြောသလိုလိုက်စားပြီးသွားကြတဲ့အခါမှာကောင်းတဲ့အလုပ်တွေကမလုပ်ဖြစ်တော့ကာမဂုဏ်ရမဲ့ဇောတွေရဲ့အတွင်းမှာလူဟာနစ်မြုပ်ပြီးတော့မကောင်းမှုအကုသိုလ်တွေနဲ့ရောထွေးပြီးမကြခင်ပဲပျက်စီးသွားကြတယ်ဒီလိုဆိုလို့ပဲပေါ့နော်မကြခင်ပဲပျက်စီးသွားကြအဲ့ဒါလိုမဟုတ်ဘဲနဲ့ဒါတွေဟာတကယ်ကြီးပွားတိုးတက်ခြင်းရဲ့အကြောင်းမဟုတ်ဘူးတကယ်ကြီးပွားတိုးတက်ခြင်းအကြောင်းဟာတကယ်အကျင့်သီလခုံသိက္ခာလူသိက္ခာနဲ့လူဘဝမှာကျိုးပန်းအထောက်မှုတွေပညာတွေကသာလဲလူဘဝတိုးတက်ကြောင်ဖြစ်တယ်လုံလဝိရိယနဲ့ကျိုးပန်းအထောက်အမှာဖြစ်တယ်ဆိုတာကိုသိရှိနားလည်ပြီးတော့ကျိုးပန်းအထောက်တဲ့အခါမှာကိုရရှိထားတဲ့အခြေအနေတစ်ခုဟာပို၍တိုးတက်ပြီးအောင်မြင်လာတာဖြစ်တယ်ဘယ်ဘက်ကပဲကြည့်လူတွေကချီးမွမ်းစရာတစ်ခုဖြစ်လာကြတယ်ပေါ့အလုံးကချီးမွမ်းရတဲ့ဂုဏ်သိက္ခာတွေတိုးတက်လာတယ်လို့ဒီလိုဆိုတယ်နော်မြတ်စွာဘုရားကတေဇာယိနောတတ္တတိကနေသံဒန္လပရကမာအလုတ်လို့ဖို့ဟောတာဇာယိနောဆိုတာလောကီစီးပွားနဲ့ပတ်သက်လာတဲ့အခါမှာမြတ်စွာဘုရားအမြဲတမ်းဆင်ញင်သုံးသပ်ရမယ်လောကီစီးပွားနဲ့ပတ်သက်လာတဲ့အခါဟောကြားထားတဲ့ဒေသနာကိုကြည့်လူဘဝရလာလို့ရှိရင်မင်းတို့အမြင်မျက်စိနှမျိုးရှိရမယ်။ဘာလဲလို့ဆိုရင်မျက်စိတစ်ခုကစီးပွားရှာတတ်တဲ့မျက်စိတစ်လုံးကတော့ကိုယ်ချင်းတရားရှုမြင်တတ်တဲ့မျက်စိ Eye for economy နဲ့ Eye for morality ပေါ့။အဲ့ဒီနှစ်ခုပြည့်စုံရမယ်လို့သူဆိုလူဖြစ်လာလို့ရှိရင်စီးပွားရေးမျက်စိလည်းရှိရမယ်ကိုယ်ချင်းတရားပဲစီးပွားရေးမျက်စိသာရှိပြီးကိုယ်ချင်းတရားမျက်စိမရှိဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာတစ်ဖက်မြင်ပုဂ္ဂိုလ်ဖြစ်ပြီးတော့မမှန်ကန်တဲ့နိလန်းနေနဲ့စီးပွားရှာမကြခင်ကြာဆုံးသွားတယ်မကြာဆုံးရင်တောင်မှပဲသေသည်ချမ်းမဲ့မှာဆင်းရဲဒုက္ခနဲ့ကြုံရမယ်သူကတစ်ဖက်ကဆုံးရှုံးသွားနိုင်တယ်မြတ်စွာဘုရားကနှစ်ဖက်လုံးမဆုံးရှုံးရအောင်စီးပွားကိုကိုကျင့်တရားနဲ့ထိန်းကိုကျင့်တရားနဲ့စီးပွားဒီနှစ်ခုဟာပေါင်းစပ်ပြီးတော့သွားရမယ်စိုက်ပိုင်စိုက်ဟိုဘက်ဒီဘက်နှစ်ခုတွဲဖက်ပြီးတော့သွားရမယ်အဲ့ဒါလို့ညီတူညီမျှကိုကျင့်တရားလည်းကောင်းတယ်စီးပွားဥစ္စာလည်းရှာတတ်တယ်ဆိုမှအဲ့ဒီပုဂ္ဂိုလ်ရဲ့ကြီးပွားတိုးတက်မှုဟာခိုင်မာတယ်လို့သူတို့ဆိုမြန်မာနိုင်ငံမှာလည်းပဲစီးပွားဥစ္စာတွေဖြစ်ပြီးကြာဆုံးသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်လေချမ်းသာကြွယ်ဝပြီးတော့ကြာဆုံးသွားတဲ့ပုဂ္ဂိုလ်တွေရှိအဲ့ဒါဘာကြောင့်လို့ဆိုရင်ကိုချင်းတရားဘက်ကပြပြသွားလို့ရှိရင်မြန်မြန်ကြာဆုံးသွားတတ်တယ်ပေါ့
ကိုချင်းသိက္ခာကြောင့်ပျက်စီးသွားတာလေညာကြီးပဲရှိအဲ့ဒါလို့မဖြစ်ရအောင်တတိနဲ့တမ္ပစညာနဲ့ကြိုးစားအထောက်အမှားလို့ဒါကြောင့်မို့ဘဝကိုရှုမြင်သုံးသပ်နိုင်တာရှိရတေစာယီနောလောကအကြောင်းနဲ့ပတ်သက်လာလို့ရှိရင်ရှုမြင်သုံးသပ်ရမယ်လူဘဝမှာအလုံးလူတွေဟာဒီကနေ့ခေတ်မှာ medical check up တော့လုပ်ကြတယ်သို့တော့ mental check up လုပ်တာနည်းတယ်ကိုယ်စိတ်ရဲ့အနေအထားတစ်ခု mental check up လည်းလုပ်ရမှာဖြစ်တယ်စိတ်ကိုငါစိတ်ဟာတိမတ်တော်မှန်တဲ့ပြစ်ကင်းတဲ့စိတ်မျိုးလားသို့မဟုတ်လောဘတွေလွှမ်းမိုးထားတဲ့စိတ်လားဒေါသတွေလွှမ်းမိုးနေတဲ့စိတ်လားသို့မဟုတ်မသိခြင်းမောဟတွေလွှမ်းမိုးနေတဲ့စိတ်လားမမာနတွေလွှမ်းမိုးနေတဲ့စိတ်လားဆိုတာချက်ကလို့အောင်အလုံးကိုယ်ဘဝမှာငါကောင်းတာနဲ့ဆိုတာဘယ်ဟာကငါတဏ္ဍမှာများနေသလဲမြတ်စွာဘုရားကအလုံးနှစ်ခုကိုရှင်းပြတယ်ကလျာဏနဲ့ပပကကလျာဏဆိုတာကောင်းကျိုးချမ်းသာကိုဖော်ဆောင်ပေးတဲ့ကောင်းတဲ့အလုပ်ကောင်းတဲ့အလုပ်ဆိုတာကိုကုသိုလ်အလုပ်လို့ပြောတာကုသိုလ်လို့ပြောလိုက်တာနဲ့လူတွေကဖះเจ้าကံနဲ့သွားပြီးတော့တွေးတတ်တယ်မဟုတ်ကုသိုလ်ဆိုတာဘယ်နေရာပဲဖြစ်ဖြစ်ကုသိုလ်ကိုယ်အိမ်မှာနေရင်လည်းကုသိုလ်လုပ်လို့ရနော်ကုသိုလ်အလုပ်ဆိုတာရှိတယ်အပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပေးနိုင်တဲ့အလုပ်တွေမှန်သမျှကုသိုလ်ပဲစီးပွားဥစ္စာတိုးတက်ပြီးအပြစ်ကင်းတဲ့စီးပွားဥစ္စာရှာနေနဲ့ရှာကြံပြီးကိုမိဘကျွေးတယ်သို့မဟုတ်ကောင်းတဲ့နီလန်းတွေကိုသုံးချတယ်ကိုချင်းတရားမပြတ်အောင်နေတယ်ဒါလည်းကုသိုလ်ပဲနောက်ဆုံးမှာအစာတောင်စားကျင်တိုင်းမစားဘူးအတိုင်းအတာတစ်ခုနဲ့စားတယ်ဘောဇနိမတ္တညုတာမြတ်စွာဘုရားကဝိဇ္ဇာစရဏတမ္ပနောမှာစရဏတရား15ပါးထဲမှာအဲစားကျင်အောင်မစားတာပါတယ်နော်ခဏခေတ်မှာလူတွေဘာကြောင့်ယောဂများတော့ဆိုကြိုက်လို့စားတာနဲ့စားကျင်အောင်စားတာတွေကြောင့်မို့လို့ယောဂတွေများယောဂတွေများတာစားတဲ့နာတဲ့ပို့စားတာယောဂများစားတဲ့နာတဲ့ပို့စားလို့ဟိုနာဖောင်းထွက်ဒီနာဖောင်းထွက်ကုန်တာပေါ့ပြီးတော့မှဝိတ်ချတာတွေဘာတွေရှောက်လုံးနေကြအစရတဲ့ရှော့မှန်မှန်လေးစားသွားရင်ဘယ်လိုမှမဖြစ်ဘူးအပူတွေများသွားနော်ဒါမို့ဒီအသက်အစီဖုံးတာတို့ဘာတို့အစီအိတ်တွေဖောက်ထုတ်ရတာတို့ဒါတွေကအစားလွန်လို့ဖြစ်တဲ့ကိစ္စတွေကြီးပဲမြတ်စွာဘုရားကယဟန်တွေကိုဟောတယ်လူတွေကိုတော့တစ်ထပ်စားလို့မပြောပါဘူးဘုန်းကြီးတွေကိုတော့မြတ်စွာဘုရားကငါဟာတဲ့တစ်ထပ်ပဲစားတယ်တစ်ထပ်စားသည့်အတွက်ကြောင့်ငါမှယောဂကင်းတယ်ကျမ်းမာတယ်ခွန်အားလည်းရှိတယ်လူတွေကမစားရင်အပြတ်လိမ့်မယ်ထင်တယ်မပြတ်ဘူးနော်အထိုင်ထားလဲတွက်လက်တယ်စားတဲ့တလောက်ပဲစားကြိုက်လို့စားတာမဖြစ်နဲ့ကိုယ်နဲ့တော်တာကိုရွေးချယ်စားအဲ့ဒီလိုဟာကိုဘောဇနီမတ္တညုတာလို့ခေါ်တယ်သူအောစရာကောင်းတာမြတ်စွာဘုရားတရားတော်ထဲမှာကောင်းကျိုးချမ်းသာရနိုင်တာမှန်သမျှကုသိုလ်တွေမှာပါတယ်စရဏတရား15ပါးဝိဇ္ဇာစရဏတမ္ပနောဘုရားဝတ္တတွေအများစုသိကြတယ်ဝိဇ္ဇာ3ပါးဝိဇ္ဇာ10ပါးစရဏတရား15ပါးလို့ဆိုထင်မယ်ထိဘောဇနိမတ္တညုတာပါတယ်မြတ်စွာဘုရားနိဗ္ဗာန်ရောက်ကြောင်းတရားအဖြစ်ဟောထားတာနော်အဲ့ဒါပြောမယ်ဆိုရင်သီလပုံစံပဲပေါ့နော်အဲ့ဒီလိုနေထိုင်မဲ့ဆိုရင်ကျမ်းမာတယ်ကျမ်းမာမှဒီလူတွေဟာကောင်းကျိုးချမ်းသာရနိုင်တဲ့အလုပ်တွေကိုလုပ်နိုင်တယ်ဒီလိုဆိုလိုတာပေါ့ဒါကြောင့်ဘောဇနိမတ္တညုတာဆိုတာကိုယ်နဲ့တဲ့တဲ့အစာလားမတဲ့တဲ့အစာလားရွေးချယ်ကိုယ်စားစွာရမယ့်အတိုင်းအတာကိုရွေးချယ်နော်ဒီအတိုင်းအတာနှစ်ခုရွေးချယ်ဖို့လိုတယ်ပေါ့ကြိုက်လို့စားမှလားစားသင့်လို့စားတာလားဒီနှစ်ခုတည်းကြတော့ကြိုက်လို့စားတာမျိုးမဖြစ်စေသင့်ဘူးစားသင့်လို့စားတာဘာလို့ဆိုတော့ကိုကြိုက်တဲ့ဟာကကိုနဲ့မတည့်တာဖြစ်ချင်းဖြစ်တယ်ပေါ့အဲ့တော့ကိုနဲ့တပ်ပရဖြစ်တဲ့အစားအစာကိုရှာကြံစားဆောင်အောင်ဒီလိုဆိုလို့တယ်ပေါ့နော်အဲ့ဒါလို့နေထိုင်ခြင်းအပြင်လူဘဝကောင်းကျိုးချမ်းသာတွေရအောင်ကြိုးစားအထောက်နိုင်တယ်ကျမ်းမာမှုရရှိနိုင်တယ်လို့ဒီလိုဆိုတယ်ဒါကြောင့်မို့အရာရာမှာအမှတ်တမဲ့မနေပဲနဲ့ဆင်ញင်သုံးသပ်ရမယ်ဆင်ញင်သုံးသပ်ကြည့်ရမယ်
ဆင်ញင်သုံးသပ်ပြီးမကောင်းတဲ့စိတ်တွေကိုမှလွှမ်းမိုးနေတယ်ဆိုပါစို့ခေါင်းထဲမှာအမိုက်တွေထက်အဲ့ဒီအမိုက်တွေနဲ့ပူလောင်နေတယ်ဆိုလို့ရှိရင်ခေါင်းအေးအေးမထားနိုင်တော့ကျွတ်ခေါင်းအေးအေးဆိုလို့ရေစွတ်တာမျိုးမလုပ်လို့နဲ့နော်အေးပတ်တော့မယ်ခေါင်းအေးအေးထားဆိုတာအပူတွေအတွေးမတွေးနဲ့အရှုပ်တွေမထက်နဲ့မြူနီစပယ်အမိုက်ပုံကြီးမဖြစ်စေနဲ့ကိုယ်အုံနောက်ထဲမှာကြည်လင်အေးမြပြီးတော့တန်မိုးရှိတဲ့အရာတွေသာခေါင်းနဲ့ထည့်အနှုတ်မို့ဆိုရင်အမိုက်ပုံကြီးဖြစ်သွားလိမ့်မယ်အဲ့ဒါတွေမထက်နဲ့ဝုန်းကိုတော့ချောင်းချောင်းထားခြေထောက်ကိုတော့နှွေးနှွေးလေးထားလို့ပြောချတယ်ပေါ့နော်ခြေထောက်နှွေးနှွေးခေါင်းအေးအေးဝန်းချောင်းချောင်းလူဘဝမှာတော့အဲ့ဒါကြီးပွားတိုးတက်ခြင်းအကြောင်းတွေပဲကျမ်းမာပြီးတော့ကြီးပွားတိုးတက်တဲ့အကြောင်းအဲ့ဒါကြောင့်ဘဝမှာဇာယီနောဆိုတာဆင်ញင်သုံးသက်တတ်ရမယ်ကိုယ့်အခြေအနေကိုဆင်ញင်သုံးသက်တတ်ရမယ်ငါလှုပ်နေတာဘာတွေနဲ့အချိန်ကုန်နေသလဲငါဘာလှုပ်သင့်သလဲဆိုတာကိုအမြဲတမ်းဆင်ញင်သုံးသက်ရမယ်ဒီတဲ့အစင်းမြင်လို့နိဗ္ဗာန်ရချင်တယ်ဆိုလို့ရှိရင်တော့ဘယ်အရာမှမမြဲဘူးဆိုတာကိုသိရမယ်ဆင်ញင်နဲ့မမြဲဘူးလို့သိခြင်းဟာဘာအကျိုးရှိလဲလို့မေးကြည့်တွေ့တာမှုတွေကိုလျှော့ချလို့ရတာလူတွေဟာတွေ့တာမှုဆွဲမဲ့မှုတွေအပေါ်မှာတွေ့တာမှုဆွဲမဲ့မှုကိုအကြောင်းပြုပြီးတော့တွေ့တာတဲ့အရာအတွက်လှုပ်ချင်လှုပ်မိသွားတယ်ပေါ့မကောင်းတာတွေလှုပ်မိသွားတယ်လှုပ်မိသွားလို့ဆိုးကျိုးတွေနဲ့တွေ့တတ်တယ်ဒါကြောင့်မို့တွေ့တာမှုကိုလျှော့ချဖို့ရတယ်အရာခတ်သိမ်းဟာမမြဲဘူးဆိုတဲ့အနိစ္စတင်ညာသာဝရပြောင်းလဲနေတဲ့အရာတွေပဲလို့ဆင်ញင်သုံးသပ်နိုင်ရမယ်လို့သူဆိုတယ်အဲ့ဒါလို့မဟုတ်လို့ရှင်ကိုယ်စိတ်တွေအာယုန်တစ်ခုထဲမှာစူးစီးလို့မရဘူးတမာရီမရှိလို့စိတ်တွေဟာလွင့်ပြန်နေတဲ့တည်ငြိမ်မှုမရဘူးဆိုရင်တမာရီကျင့်စဉ်လေးနဲ့ကိုယ်စိတ်လေးကိုငြိမ်အောင်အာယုန်တစ်ခုထဲမှာစူးစိုက်လို့ရအောင်လို့ကိုဘာလုံနေတယ်လဲအဲ့ဒီဘာလုံနေတယ်လဲဆိုတဲ့အချက်ပေါ်မှာကိုယ်စိတ်လေးတည်ငြိမ်အောင်ထားနိုင်မှုကြိုးစားအဲ့ဒီနှစ်ခုကိုဇာယီနောလို့ပြောတာကပ္ပဒါအထုတ်ပြီဆိုလို့ရှိရင်ကတော့သမထကျင့်စဉ်ကိုလည်းဇာယီနောဝိပဿနာတရားအထုတ်တာလည်းဇာယီနောပဲသဘာဝကိုအသိမှန်ဆင်ញင်သုံးသပ်တယ်အဲ့ဒါတမာရီနဲ့ပညာတိုးတက်အောင်ကြိုးစားခြင်းလောကီကိစ္စမှာဇာယီနောဘာလို့ဟာကိုယ်စီးပွားဥစ္စာတိုးတက်နေတယ်ဆိုရင်ငါတနေ့ဝင်ငွေဘယ်လောက်ရှိတယ်ငါသုံးနေတာဘယ်လောက်သုံးနေလဲနော်ဖုံးဖို့တာအစဖုံးဖို့တာဘယ်လောက်ကုန်သွားပါလဲဝင်ငွေရဘယ်လောက်ရှိသလဲစာယီတော့စဉ်းစားဆင်ခြင်ရမှာဖြစ်တယ်ပေါ့နော်အသုံးတွေကမြဝင်ငွေကရှားဆိုလို့ရှိရင်တော့တဖြည်းဖြည်းလုံးမပါသွားမှသိကြတယ်ပယုတ်လုံးစီးပွားရေးဆိုဖြစ်သွားတာနော်ပယုတ်လုံးဟာအကြီးကနေတဖြည်းဖြည်းသေးသွားတာကြီးလာတယ်လို့မရှိဘူးတဖြည်းဖြည်းကုန်သွားပြီးနောက်ဆုံးမှဘာမှမကြံတော့အဲ့ဒါလိုဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ကိုရှာတဲ့စီးပွားဟာပယုတ်လုံးမဖြစ်စေနဲ့တဖြည်းဖြည်းကြီးပွားတိုးတက်လာတဲ့ခြတ်တောင်ဘိုးတွေလိုပြားရည်ပြားအောင်ကြီးလိုကြီးပွားလာအောင်သာစ조사အထုတ်တင်တယ်ဒါဟာလေကိုယ့်ကိုချက်ကင်လုံးနေမှာသိမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့စာယီနောကိုလုံးနေတဲ့အလုပ်ပေါ်မှာအမြဲတမ်းလုပ်ရမှာစဉ်းစားတွေးခေါ်စီးပွားလုပ်ရင်ဒီစီးပွားကအကျိုးဘယ်လောက်ရှိတယ်မြတ်ဘာစီးပွားလုပ်ရင်ကောင်းမလဲခေတ်ချင်းတွေကဘယ်လိုရှိသလဲအမြဲတမ်းခေတ်နဲ့ရေမောင်တန်းနဲ့ဆိုတာသတင်းစာဖတ်မယ်စာဖတ်မယ်ရေဒီယိုနားထောင်မယ်တကယ်အရေးကြီးတဲ့အချက်တွေအပျော်နားထောင်တာပြောတာမဟုတ်ဘူးနော်အပျော်ပါဆိုတာပျော်လို့ရပါတယ်ထိုက်တဲ့လောက်တော့ပျော်သို့တော့အလုံးနဲ့ပျော်တာကတမိုးပိုရှိသွားတယ်အလုံးနဲ့ပျော်တာလေအလုံးနဲ့ပျော်ပြီဆိုတဲ့အခါကျတော့အလုံးလည်းအောင်မြင်တယ်စိတ်လည်းပျော်တယ်နှစ်ဖက်ကျိုးတိုးတက်တယ်ပေါ့နော်အဲ့လိုလည်းမဟုတ်ဘဲနဲ့ဒိန်းတောင်းနဲ့ပြောရင်ကတော့အဲ့တော့ရင်ထဲဖုတ်လိုက်ခံစားရတဲ့အရာသာလေးပဲပြီးရင်တော့မောပြီးအိတ်ချင်သွားတာအဲ့ဒီအပြောအတစ်မျိုးအဲ့လိုမဟုတ်ဘဲနဲ့ဇာယီနောဆိုတာရှုမှတ်ဆင်ញင်သုံးသပ်ပြီးတော့ကြည့်တတ်ဒီဇာယီနောတာတတိကာနေသန္တန်လပရကမအလုံးလုံးပြီဆိုလို့ရှိရင်
စင်ဆက်မပြတ်လှုပ်ဖို့လိုတယ်လှုပ်ချင်တဲ့ကလှုပ်တယ်မလှုပ်ချင်တဲ့ကမလှုပ်ဘူးဆိုတာမဖြစ်စေရဘူးမှန်မှန်ကန်ကန်အမြဲမပြတ်လှုပ်နေတာတာတတိကလို့ခေါ်တယ်နေဆန်တန်လပရကမာအခိုင်မာကျိုးပန်းအထောက်အခက်ခဲတွေကိုဖြတ်ခွဲနိုင်တဲ့လုံလဝိရိယမျိုးနဲ့အဲ့ဒီလိုချိုးစားအထောက်လို့ရှိရင်ဖုတန္တိတိရနိဗ္ဗာန်ယောဂခေမနုဒ္ဒရာအနှောက်အယှက်တွေအလုံးကုံဆုံးသွားတဲ့နိဗ္ဗာန်ဆိုတဲ့အငြိမ့်တက်ကိုရနိုင်တယ်လို့မြတ်စွာဘုရားအဲ့လိုခေါ်တယ်အဲ့တော့လောကီအနေနဲ့ပြောမှဆိုလို့ရှိရင်ကိုလိုချင်တဲ့ပန်းတိုင်ကိုရောက်နိုင်တယ်လို့ပြောတာပဲဒါဒီလမ်းကြောင်းကပဲသွားတာပဲတူတူပဲအလုံးမြတ်စွာဘုရားဟောတဲ့တရားလောကီဘက်မှာလည်းယူလို့ရတယ်လောကုတ္တရာဘက်မှာလည်းယူလို့ရတယ်နော်ကိုဖြစ်ချင်တာဘာလဲကိုယ့်ဘာကိုစဉ်းစားဆုံးဖြတ်ပြီးကိုသွားချင်တဲ့လမ်းကိုလည်းဒီအဆုံးမလမ်းကြောင်းကနေသွားအလုံးဟာအကောင်းနေကြီးပဲဖြစ်ဘာလို့ဆိုအကောင်းရောက်ဖို့ဆိုတာတူတူကြီးပဲမကောင်းတာရောက်ဖို့ကလည်းပဲတူတူပဲနော်အဲ့ဒါကိုမြတ်စွာဘုရားကဒီဓမ္မပဒဒေသနာတော်မှာအခုလိုဟောကြားဆုံးမတာပဲဖြစ်တယ်ပေါ့ဘာကြောင့်ဘာကိုအကြောင်းပြုပြီးတော့ဆုံးမတာလဲလို့ဆိုရင်ဇလန်းလေးကိုအကျဉ်းချုပ်ပြောရမယ်ဆိုရင်မြတ်စွာဘုရားကောသမီပြည်မှာတရင်သုံးတဲ့အချိန်ကောသမီကိုအုပ်စိုးနေတဲ့ဘုရင်ကဥတေနလို့ခေါ်တယ်အဲ့ဒီဥတေနဘုရင်ကြီးမှာမိဖုရား၃ယောက်ရှိတယ်သူနန်းနဲ့သူပထမမိဖုရားကသာမဝတီလို့ခေါ်တယ်ခြံရံ900နဲ့သူကသူ့နန်းဆောင်မှာသူနေတယ်ဒုတိယမိဖုရားကတော့ဝါတုလထတ္တာဟိုဘုံမီနာကဥစေနီပြည်ကသနပိစ္ဆောတမင်းရဲ့သမီးတော်အဲ့ဒါကဝါတုလထတ္တာဒုတိယမိဖုရားသူလည်းသူခြံရံနဲ့နေတယ်နောက်ဆုံးမိဖုရားငယ်ငယ်ရွယ်ရတော့မင်းသမီးမဟုတ်ဘူးပုံနေမမာခန္ဒီလို့ခေါ်တယ်အဲ့ဒီလိုမိဖုရား3ဦးရှိတဲ့ထင်မယ်မာခန္ဒီဆိုတဲ့မိဖုရားကအမှန်တမ်းသူကအလှဆုံးလို့ပြောရမှာဖြစ်တယ်သို့တော့သူကမင်းမြုပ်မင်းနွယ်မဟုတ်ဘူးဖြစ်မနာဆိုတဲ့ပုံနာမျိုးကလာတာအမှန်တမ်းလှတော့သူ့အဖေကအိမ်အောင်ချပေးချင်တာသူ့သမီးနဲ့တန်တဲ့လူမရှိဘူးလို့ဝိုင်းပြီးတော့တောင်းကြရမ်းကြတာတွေကတော့အများကြီးပဲဒါပေမဲ့ရုပ်ကြည့်လိုက်ရင်သူ့သမီးနဲ့မတော်ဘူးဆိုဘယ်သူမှမပေးစားမြတ်စွာဘုရားနဲ့တွေ့တဲ့အခါကျတော့မြတ်စွာဘုရားကရှုပ်ဆင်းလှပတော့အဲ့တော့မြတ်စွာဘုရားနဲ့သူ့သမီးနဲ့တန်နေဆိုပြီးဘုရားကိုသမီးနဲ့ပေးစားဖို့ကြိုးစားတာသူပဲနော်အဲ့လိုကြိုးစားတဲ့အခါမှာမြတ်စွာဘုရားရဲ့ခြေရာကိုကြည့်လိုက်တာနဲ့မာဂန္ဒီရဲ့အမေပုံနေမကြီးကသဘောပေါက်တယ်ဒီပုဂ္ဂိုလ်ခြေရာကြည့်လိုက်တာနဲ့ဒါသူတော်စင်ရဲ့ခြေရာရှင်သမီးကိုယူမှာမဟုတ်ဘူးသူတော်စင်သူတော်မြတ်ဖြစ်တယ်ပုံနေမကြီးကလည်းပုံနာကြီးပုံနေမကြီးကပြောတော့ပုံနာကြီးကမင်းရှာမရှိနဲ့ငါပြောတဲ့အတိုင်းလှုပ်ဆိုခေါ်သွားတယ်နော်ဘုရားစီရောက်တဲ့အခါမှာမြတ်စွာဘုရားကဗာပြောလိုက်တုံးဆိုနောက်ဆုံးစကားလေးကဘုရားဗာပြောတော့ဆိုသူတရားအထုတ်နေတော့ဟာတဲ့ဘုရားဖြစ်ပြီးကစားတရားတို့တရားမြတ်ရပြီးတဲ့အခါမနမင်းရဲ့သမီး3ယောက်ဖြစ်တဲ့တဏှာရဲ့ရတိရဲ့ရခာရဲ့ဆိုတဲ့နတ်သမီး3ယောက်ကသူ့ကိုလာပြီးဖျားယောင်းသွေးဆောင်မှုတဲ့အဲ့ဒီတော့တော့ငါစိတ်ဟာမညွတ်ဘူးတဲ့မင်းသမီးမြင်လို့ငါဘယ်လိုလုပ်ညွတ်ပါမလဲတဲ့အဲ့ဒါလောက်ဆိုတော်သေးတယ်ဘာပြောလိုက်တုံးဆိုရင်အေးမစင်နေနဲ့ပြည့်နေတဲ့အိုးကြီးလို့ဆိုငါခြေထောက်နဲ့တောင်မထိချင်ဘူးလို့ပြောလိုက်တယ်အဲ့ဒီစကားကမာဂန္ဒီကိုအသက်ခိုက်အောင်နာသွားတယ်သူ့အမေဖေကတော့သဘောပေါက်သွားတယ်အော်လူတွေလှတယ်ဆိုတာ beauty is skin deep ဆိုတဲ့အတိုင်းပဲအပေါ်လေးတင်လှနေတာအတွင်းကတူတူပဲကလေးစားတွေကကလေးစားတိအောင်ဘယ်သူမှလိုက်မလှဘူးအတွင်းပြင်သာဖယ်ကြည့်လိုက်နော်အပေါ်ရန်ခွာကြည့်လိုက်အတွင်းကတူတူပဲဒီတိုင်းပဲတူတူပဲအဲ့တော့အပေါ်ရန်လေးတင်ပဲအသားဖြူတယ်အသားညိုတယ်နဲ့ပြောပြီးတော့နေကြတာလှတယ်မလှဘူးနဲ့ပြောတာအပေါ်ရန်လေးကိုပြောနေကြတာအဲ့ဒီအရေးခွာချလိုက်ရင်အကုန်လုံးတူတူပဲနော်ဒီဆက်ဆက်ကြည့်တွေ့ပါပဲ
အဲ့ဒီလိုမြတ်စွာဘုရားကပြောလိုက်တာအဖေနဲ့အမေကတော့လူသားတွေရဲ့သဘာဝကိုကွက်ကွက်ကွင်းကွင်းကြီးမြင်ပြီးတော့တရားတူရသွားကြတယ်။သမီးမာဂန္ဒီကတော့သူ့ကိုမှုချိုးမြစ်ချိုးပြောရမလားဆိုစိတ်ဆိုးတယ်။စိတ်ဆိုးရုံနဲ့မကဘူးအညှိုးတေးထားတယ်။အဲ့ဒီအချိန်မှာသူ့ဖေကလွတ်ရလွတ်ကြောင်းကဲဥဒိဏစီပေးလိုက်တာပဲကောင်းပါတယ်ဆိုဥဒိဏမင်းစီဆက်လိုက်တယ်။အဲ့ဒါနဲ့ဥဒိဏမိဖုရားဖြစ်သွားတယ်။မြတ်စွာဘုရားကသာဝတိရာဇဂိုထူထူမျိုးတွေကြွပြီးတော့တစ်ချိန်မှာမာဂန္ဒီမိဖုရားဖြစ်တဲ့အချိန်တစ်ချိန်မှာကောသမီရောက်လာတယ်။ရောက်လာတဲ့အခါကျတော့အရင်ကအညှိုးနဲ့မို့ယဟန်ဂေါရမရောက်လာပြီးငါ့ကိုမှုချိုးမြစ်ချိုးပြောတဲ့ကိုရော့ကြီးဆိုပြီးတော့လူတွေကိုစူယုံပိုက်ဆံပေးပြီးတော့ဆဲခိုင်းတယ်နော်ဘုန်းကြီးတွေဆွမ်းကလာဝိုင်းဆဲအဲ့ဒီမှာရှင်နန္ဒမထေရမြတ်ကမြတ်စွာဘုရားကိုလျှောက်တယ်ရှင်ဘုရားတဲ့တပည့်တော်ဆွမ်းခံသွားရင်လူတွေကတပည့်တော်ဆဲကြတယ်တဲ့ဒါကြောင့်ဒီမနေပဲတခြားရွှေ့ကြပါစို့လားလို့ဆိုမြတ်စွာဘုရားကအာနန္ဒာအဲ့ဒီနေရာကထပ်ဆဲရင်ရောဘယ်လိုလုပ်မလဲဆိုနောက်တနေရာရွှေ့တာပေါ့ဗျာဆိုဘုရားကအဲ့ဒါလိုမလုပ်သင့်ဘူးတဲ့ပြဿနာတစ်ခုဟာဘာကြောင့်ဖြစ်တယ်ဆိုတာအခြေမြစ်သိပြီးဒီနေရာမှာဖြစ်တဲ့ပြဿနာဒီနေရာပဲငြိမ်းမှခရီးဆိုတာသွားတဲ့နေပေါ့နှုတ်မို့ပြဿနာဆိုတာမရင်ဆိုင်မဲနဲ့ရှောင်တိန်သွားတာမမှန်ဘူးရင်ဆိုင်ရမယ်ပြဿနာမြတ်စွာဘုရားရင်ဆိုင်ဖြေရှင်းရမယ်လို့အဲ့တော့တပတ်လောက်နေတော့ငြိမ်းသွားတာပေါ့အဲ့ဒီလိုမြတ်စွာဘုရားရဲ့စိတ်ဓာတ်မှာရင်ဆိုင်ပြီးတော့နေတော့ဆက်မလုံးနိုင်ကြတော့မြတ်စွာဘုရားပေါ်မှာအညှိုးကြီးတဲ့မာဂန္ဒီကဂေါရမဘုရားဘာကြောင့်ဒီကိုလာတော့ဂေါရမဘုရားကိုဘယ်သူတွေထောက်ပံ့နေတော့ဆိုတော့သူနဲ့ပြိုင်ဘက်တာမာဝတိမိဖုရားကထောက်ပံ့နေတယ်ဆိုသူသိတော့သူတို့ထောက်ပံ့နေတာသူ့လည်းငါဒုက္ခပေးမယ်ဆိုမျိုးစုံဒုက္ခပေးတယ်နောက်ဆုံးမှာဘလောက်ထီအောင်လုပ်တုံးဆိုဥဒိဏမင်းကြီးမြို့ပြင်ထွက်ပြီးဥယျင်ကစားသွားနေတဲ့အချိန်လေးမှာသူ့ဦးလေးရင်ကိုမှားပြီးတော့တာမာဝတိတို့နေတဲ့နန်းတော်ကိုရှေနန်နေဆွတ်ဓာတ်စီတွေဆွတ်မှာပေါ့လေအဲ့ဒီခေတ်ကဘီလောင်စားတွေကိုဆွတ်အကုန်လုံးတိုင်းတွေကိုပတ်ပြန်ဆင်းလို့မရအောင်ပြင်မကဂျက်တွေထိုးပြီးတော့နန်းတော်မီးရှို့လိုက်ပါတာမာဝတိတို့ကိုစထုံးဖို့ဆိုမီးရှို့တတ်လိုက်တယ်တာမာဝတိတို့နန်းတော်မီးလောင်တယ်လို့ကြားတော့ဥဒိဏမင်းကြီးကအပြေးလာခဲ့တာသို့တော်သူလာတော့မီးကကျွန်းသွားပြီမိသားကနောက်ကျစပြင်းပဲအဲ့ဒါလို့အဲ့တော့မိသားသမားနောက်ကျနေအဲ့ဒီမှာတာမာဝတိတို့ဆုံးသွားတော့ဥဒိဏကြီးစိတ်ပြက်လက်ပြက်မိလောင်ခံရတာနဲတာမဟုတ်ဘူးတာမာဝတိခေါင်းဆောင်ပြီးတော့မြို့သမီး900မိရဲပါသွားတယ်မိလောင်တာ900တောင်ပါဘယ်သူလက်ချက်လဲဆိုတာဥဒိဏမင်းကြီးစုံစမ်းတဲ့အခါမာဂန္ဒီရဲ့လက်ချက်ဆိုတာကိုသိရတော့မာဂန္ဒီကိုအပြစ်ပေးတဲ့အနေနဲ့သူ့ရဲ့ဆွေမျိုးသားချင်းတွေရောသူ့ဘက်ကအပေါင်းပါတွေရောအကုန်လုံးဆွေမျိုးဆိုတဲ့ပုဂ္ဂိုလ်တွေရောအကုန်လုံးနိုင်ရင်ပြင်မှာခေါ်မြေကြီးတဲ့မြုပ်ခေါင်းဖော်ထားပြီးတော့ထဲနဲ့ထိုးပြီးတော့မာဂန္ဒီတို့ကိုပြစ်ဒဏ်ပေးတယ်အဲ့ဒီပြဿနာအကြီးကျယ်ဖြစ်ခဲ့တာအဲ့ဒီတော်တော်ရက်စက်တဲ့ပြဿနာကြီးတစ်ခုဖြစ်လာတယ်ဥဒိဏမင်းကြီးကလည်းမာဂန္ဒီတို့ကိုတည်တံပေးပြီးတော့အရှင်လတ်လတ်အခုလိုရဲဆက်ဆက်တပ်ဖြတ်တဲ့ပွဲကြီးဖြစ်တဲ့အခါမှာကောသမီပြည်ကယဟန်တော်တွေဆွေးနွေးကြတယ်တရားဆွေးနွေးရင်းကနေပြီးတော့တာမာဝတိနဲ့သေဆုံးသွားတယ်မာဂန္ဒီနဲ့သေဆုံးသွားတယ်တကယ်ကြတော့ဘသူသေတာလဲဘသူကမသေတာလဲလို့ဒီစကားကိုဆွေးနွေးကြတယ်ဆွေးနွေးတဲ့အခါမှာဒီအကြောင်းကိုပြောတဲ့အခါမြတ်စွာဘုရားဟောတာတာမာဝတိတို့သေသွားတာမှန်တယ်ဒါပေမဲ့သူဂုံတရင်ဟာမသေဘူးသူတို့ဟာသေပြီးတဲ့နောက်ကောင်းရသူတွေပုံရောက်တာ
မာဂန္ဒီကတော့အစကတည်းအဆိုးနဲ့နာမည်ကြီးတာဖြစ်သောကြောင့်ပမာဒတရားနဲ့နေသည့်အတွက်ကြောင့်သူဟာသိဆုံးသွားရတာဖြစ်တယ်ပေါ့လောကကြီးမှာမိမိလျော့ရော့နေလို့ရှိရင်သိဆုံးတာနဲ့တူတူပဲမမေ့မလျော့နေတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှမသိဘူးဂုံတိတ်ခါအဖြစ်လည်းမသိဘူးနာမည်အဖြစ်လည်းမသိဘူးလူအဖြစ်လည်းမသိဘူးလို့အခုလို့ဒီတရားဒေသနာတော်ကိုမြတ်စွာဘုရားကရှင်းလင်းဟောကြားပြီးဘဝသင်္ကန်းစာပညာပေးတဲ့အနေနဲ့ဟောကြားဆုံးမခဲ့တာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓ၏ဓမ္မပဒဒေသနာမှဓမ္မရတ္တပေါ်လွင်အောင်နာယူမှတ်သားပြီးမိမိတို့အတွက်ဘဝသင်္ကန်းစာယူလို့ကိုယ်ဘဝကြီးပွားတိုးတက်ရေးကိုယ်ကိုယ်တိုင်ကြိုးစားအထောက်အမှာဖြစ်တယ်အဲ့ဒီလိုကြိုးစားအထောက်တဲ့အခါမှာအပမာဒဆိုတဲ့တတိတရားနဲ့ဆင်ញင်တုံတရားဒီနှစ်ခုနဲ့လုံလဝီရိယတို့ဟာအရေးပါတဲ့အရာတွေဖြစ်တယ်ဆိုတာကိုသိရှိကြပြီးကျင့်ကြံပွားများကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း